ကမ္ဘာမှာမြန်မာနိုင်ငံသားရှိတဲ့တန်မိုးကြီးအဖိုးတန်ယတနာများနဲ့တည်ထားတဲ့ဖယားထေရဝါဒဗုဒ္ဓဘာသာကိုအဓိကထားယုံကြည်ကိုးကွယ်ကြတဲ့ကျမတို့မြန်မာနိုင်ငံမှာဆိုရင်အံ့ဩဖွယ်တကူကြီးဖယားတွေထူးခြားစမ်းကြယ်မှုတွေများစွာနဲ့တည်ထားကိုးကွယ်ထားတဲ့စေတီပထိုးတွေဟာများစွာတည်ရှိလို့နေပါတယ်။အဲဒီစေတီပေါင်းမြောက်များစွာတွေကမှမြန်မာနိုင်ငံမှာတဘာဝတယံဇာတတွေအလွန်အင်မတန်ကိုမှပေါ်ကျယ်ဝကြောင်ကိုတက်တည်ပြနေတဲ့သာသနိကအဆောင်တစ်ခုလည်းရှိနေလို့နေပါတယ်။ဒါကတော့မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်အတွင်းမှာတည်ရှိတဲ့ကြောက်စင်းတွေနဲ့သာမောမှန်ခြေသာပူဇော်ထားတဲ့မြမမာသာမကကမ္ဘာမာသာပထမဆုံးဖြစ်တဲ့ကြောက်စင်းစေတော်ပဲဖြစ်ပါတယ်။ကြောက်စင်းစေတော်ရဲ့ဘွဲတော်အပြည့်စုံကတော့ဝေယောဇနကြောက်စင်းစေတော်ဖြစ်ပါတယ်။ဝေယောဇနဆိုတဲ့ဘွဲအမည်ရဲ့အနက်တိတ်ပဲကတော့တကဘာလုံးရှိကဘာသူကဘာသားတွေအားလုံးရှ िख ိုးဆူတောင်းနိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်။ဒါပြင်ဝေယောဇနဇေယီတော်မြတ်ကြီးမှာရှ िख ိုးဆူတောင်းမှာကအေးချမ်းခြင်းမင်္ဂလာရှိခြင်းတိုးတက်ကြီးပွားခြင်းလက်ပွင့်ခြင်းကံကောင်းခြင်းကြက်တည်ရှိခြင်းအောင်မြင်ခြင်းချမ်းသာကြွယ်ဝခြင်းအန္တရာယ်မကြောက်စေခြင်းနဲ့ဆူတောင်းပြခြင်းတို့ကိုလက်ငင်းအကျိုးထူးခံစားရမယ်လို့လည်းအဓိပ္ပာယ်ရပါတယ်။ဒီလိုတကူကြီးမှလာတဲ့ဝေယောဇနဇေယီတော်မြတ်ကြီးကိုကြောက်စိမ်းတန်စိမ်း1000ကျော်အသုံးပြုကတီထောင်ကိုးကွယ်ထားဖြစ်တဲ့အတွက်အံ့ဩဖွယ်ရာလဲကောင်းပါတယ်။ကြောက်စိမ်းစေတော်ကြီးဟာမြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်စင်နွေကျေးရွာအုပ်စုကွင်းအမှတ်628ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့မိုင်တိုင်း361အနောက်ဘက်ပေ600ခန်းနဲ့စကိုင်းမြင့်ငယ်ကားလမ်းရဲ့မိုင်တိုင်း4မိုင်9ဖာလုံးတောင်ပဲပေ1000ခန်းအကွာမှာတရှိရဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့အထက်6ပေမြင့်ပြီးတော့9ဧကအကျယ်ဝန်းရှိကုန်းမြေပေါ်မှာတည်ထားပဲဖြစ်ပါတယ်။ကြောက်စင်းစီတော်ရဲ့အလှရှင်မိသားစုကတော့တရားသူတမမဏိဇောတဒရဦးစိုးနိုင်ဒေါ်အေးခိုင်ကျောင်းမြတ်ကော်မတီမိသားစုမှဖြစ်ပါတယ်။အလူတရကဇနီးမောင်နဲ့ဟာဇေယီတော်သားမကဖျားဝိတ္တကမြည်တဲ့အလူရှင်တွေဖြစ်ပါသေးတယ်။ဇေယီတော်ကြီးတီထောင်ပူဇော်နိုင်ဖို့25နှစ်ကျော်ကာလတိုင်အောင်ကြောက်စင်းတွေကိုစုဆောင်ခဲ့ရပါတယ်။ဖျားတရကဦးစိုးနိုင်ဟာကြောက်စင်းဒီဇိုင်းတွေနဲ့ပပူးပုံတွေထုစရာမှာကိုရိုင်းစီမံခန့်ခွဲခဲ့ပြီးတော့မြန်မာမှုအတတ်ပညာရှင်တွေကတာဝန်ယူထုလုပ်ပူဇော်ခဲ့ကြပဲဖြစ်ပါတယ်။အဲဒီကြောက်စင်းစီတော်မြတ်ကြီးကိုအုတ်သေးကြောက်တွေလုံးဝအသုံးမပြုဘဲနဲ့မြန်မာပြည်တွင်းအတွက်ကြောက်စင်းအရိုင်းတုံးတွေကိုသာသွေးဖြက်ကတီထားကိုးကွယ်ထားခြင်းဖြစ်တာကြောင့်ပုံမအံ့ဩဖွယ်ကောင်းလာပါတယ်။ဒါတွေပြင်တန်မိုးမြင့်ကြောက်စင်းတန်ချိန်850ထပ်ပနာထားသည်ဖြစ်တဲ့အတွက်ဇေယီတော်ရဲ့ကြောက်စိမ်းတွေတီးတဲ့တန်ဖိုးမှာသိန်းပေါင်း3,3,4,619.33ချက်ခန့်ရှိရလို့လေကြောက်စိမ်းအရေးတွေကြီးကြပ်ရေးကော်မတီမှသတ်မှတ်ထားပါတယ်။ကြောက်စိမ်းတော်မြတ်ကြီးရဲ့အတိုင်းအတာပမာဏမှာထီးတော်မပါညံတော်အမြင့်86ပေ6လက်မှာလုံးဘတ်တော်186ပေပန်းတင်ကုံအလျား52ပေ6လက်မှာအနည်း52ပေ6လက်မှာအမြင့်12ပေငပြောဘူးအမြင့်10ပေ6လက်မှာထီးတော်အမြင့်9ပေတို့အသီးသီးရှိကြပါတယ်။ပန်းတင်ကုံအတွင်းမှာဆိုရင်မအူးလေးကိုရှိပြီးတော့ကြောက်စင်းရုပ်ပါတော်တွေကိုပူဇော်ထားရှိပါတယ်။အရှိနောက်ပူဇော်ထားရှိတဲ့ကြောက်စင်းရုပ်ပါတော်မှာညံတော်30လက်မစီရှိကြပါတယ်။တောင်ဘက်မအူးရှိရုပ်ပါတော်မှာညံတော်49လက်မနဲ့မြောက်ဘက်မအူးရှိရုပ်ပါတော်မှာညံတော်50လက်မခွဲရှိကြပါတယ်။ဖျားတကဦးစိုးနိုင်နဲ့ဖျားဒါယိကာမဒေါ်အေးခိုင်မိသားစုတို့မှခန္ဓာထဲဝါလာတဲ့ပြည်တွင်းအတွက်ကြောက်ရိုင်းကြောက်ချောတွေနဲ့ကြီးညိုပွဲရာဝေယောဇနကြောက်စင်းစေတော်ကြီးကိုတီထားကိုးကွယ်ခြင်းဖြစ်ပါတယ်။စေတော်ကြီးကိုလှိုင်ကူပုံတံတီထားပြီးတော့အရက်၄မျက်နှာမှာကူပေါဝ၄ပေါက်ပါရှိပါတယ်။အဲဒီကူပေါဝတွေကိုမြမရိုရကနုတ်တွေနဲ့အလားဆင်ထားပြီးတော့စေတော်ကြီးအတွင်ဖျားဆင်းတော်ပေါင်း3000နဲ့ပူဇော်ထားရှိပါတယ်။ဒါပြင်စေတော်ကြီးမှာပါရမီ10ပါးကြောက်စင်းစလုံးတွေပန်းတင်ကုံနှရံအထက်မှာဆိုရင်တော့အောင်ချင်း10ပါးအောင်တော်မူကန်းတွေဇက်တော်ကြီး10ပွဲနဲ့မအူးလေးမုတ်မှာဆိုရင်လေမဟာဘောဓိညောင်မင်းပုံတံကြောက်စင်းရုပ်ပုံတို့ကိုကတ်လူထားရှိပါတယ်။အလူရှင်ဦးစိုးနိုင်ကိုတိုင်ကိုကြဇေတော်ကြီးရဲ့ဒီဇိုင်းတွေနဲ့ဗဘူးပုံတွေကိုပုံဖော်စီမံခန့်ခွဲကတ်လူထားတယ်လို့လည်းသိရှိရပါတယ်။ဇေတော်ကြီးကိုငွေကျပ်သိန်းပေါင်း3,400,000ကျော်ထိကုန်ကြခံကတီထားကုတ်ွယ်ထားပဲဖြစ်ပါတယ်။2019ဒီဇင်ဘာလ21ရက်နေ့မှာမြေသက်မဟာမင်္ဂလာကျင်းပပြီးတော့အစင်းစင်ဆောင်ရွက်ခဲ့ရာ
2015ခုနှစ်ဇွန်လ9ရက်နေ့မှာထီးရော်တင်မင်္ဂလာကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ပရိသတ်များအနေဖြင့်တွားရောက်ဖူးမြော်ခြင်းမရှိသေးဘူးဆိုရင်တော့အခွင့်အခါကြုံရင်တွားရောက်ဖူးမြော်ဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။